OLED screen ကိုကြိုက်တဲ့လူတွေရှိလို့ရှိရင်တော့ဒီကောင်လေးကိုယူသင့်ပါတယ်ဗျာကျွန်တော် screen size က 15.6 လက်မ size ကို OLED ဆိုတော့ကြည်ဆိုနေအောင်ကြည်ပေါက်နေအောင်တောင်းအောင်မှာဖြစ်ပါတယ်ဘေးပေါင်လေးကျင်းပါလေလုံးဝကြည်ဆိုနေအောင်သုံးချင်တဲ့မျိုးတွေအတွက်တစ်လုံးနဲ့ရောက်တဲ့ Asus Vivo ဖြစ်ပါတယ် i5 ကိုတွဲကြံ RAM 16GB နဲ့ SSD 512 ထိပါဝင်ထားတဲ့ဒီကောင်ကြီးကဈေးနှုန်းကတော့320နဲ့9000ပဲကျမှာဖြစ်ပါတယ်ထုံးစံတိုင်းမှာ Asus Vivo ကို logo ဖောင်းကြွားနဲ့လာတယ်လုံးဝဖောင်းကြွားနဲ့လာတဲ့ logo ဖြစ်ပါတယ် display ကလည်းလုံးဝအားရပါးရ315.6 display လှန်ချလိုက်လို့ရတယ်180 degree keyboard backlight ဆိုတော့ကျွန်တော် keyboard မှာမီးလင်းနေတယ်နံပါတ်ကီးတွေပါသေးတယ်ပြီးလို့ရှိရင်တော့လုံးဝ touchpad ကြီးကအကျယ်ကြီးသုံးအောင်မှာဖြစ်ပါတယ် touchpad ပေါ်မှာလည်း fingerprint ပါဝင်ထားတာဖြစ်ပါတယ်အဲ့လိုမျိုးမိုက်တဲ့ကောင်က320နဲ့9000ပဲကြာမှာဖြစ်ပါတယ်ဗျာဘေးမှာဘာတွေပါသေးလဲဆိုစုံနေအောင်ပါပါတယ် audio jack ပါမယ် type C ပေါ်ပါမယ် USB 2 port HDMI နဲ့အားသွင်းတဲ့ port တွေဒါကတော့သူ့ရဲ့ port တွေဖြစ်ပါတယ်တော်တော်လေးကိုစုံတဲ့ port တွေဘယ်ဘက်ချမ်းမှာတော့ USB port တစ် port လေးပါတော့မှာဖြစ်ပါတယ်အဲ့တော့320ဝန်းကျင်3 port ယူရထားတယ်ဆိုလို့ရှိရင်တော့ OLED screen ကိုခန်းစားကြည့်ဖို့ပြောချင်ပါတယ် Asus Vivo ပုတ်ပါတစ်လုံးနဲ့ရောက်ပါတယ်ကျေးဇူးတင်ပါတယ်